ဒါဟာကျွန်တော်ရေးစားနဲ့အတူပထမဆုံးအကြိမ်ဂိမ်းဆော့ပူတာဖြစ်ပြီးကျွန်တော်ရဲ့စွမ်းဆောင်ရည်ပေါ်လည်းတော်တော်လေးစိတ်ကျေနပ်မှုရှိခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ပွဲထပ်ဆော့ဖို့ပြင်လိုက်ရုံရှိသေး Federal Agent တစုကကျွန်တော်အိမ်ထဲကိုရုတ်တရက်အတင်းဝင်ရောက်လာကြတယ်။ဘာဖြစ်လို့လဲဆိုတာကိုကျွန်တော်မေးမြန်းဖို့စူးစမ်းခဲ့ပေမဲ့အရာရှိတယောက်ကကျွန်တော်ကိုမြေပြင်ပေါ်တွန်းလဲပြီးချက်ချင်းပဲလက်ထိတ်ခတ်လိုက်ပါတော့တယ်။ပြီးနောက်သူတို့ကကျွန်တော်အိမ်ကိုရှာဖွေခဲ့ကြပြီးအမှုပညာလက်ရာမြောက်ပစ္စည်းအမြောက်များနဲ့ငွေသားအမြောက်များတင်မကသေးပဲလေးလံနဲ့လက်နက်ကြီးနှစ်လက်ကိုပါရှာဖွေတွေ့ရှိခဲ့ကြတယ်။ Fuck is this, Jimbo? Jimmy, it's an AK-47. So no possibility of reduced sentence. I got great lawyers. They turn water into wine? ရဲရဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်လုံးဝမထိတ်လန့်ခဲ့ပါဘူး။ထောင်ထဲရောက်သွားရင်တော့ကျွန်တော်အဖေကကျွန်တော်ကိုပြန်လွတ်အောင်တနေ့နေ့နဲ့အသေးချာလုပ်ပေးလိမ့်မယ်ဆိုတာကျွန်တော်သိနေလို့ပါ။ဒါပေမဲ့ကျွန်တော်မျှော်လင့်မထားခဲ့တာကတော့ဒီတစ်ချိန်မှာကျွန်တော်အဖေကမိသားစုရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်တရားစွဲဆိုရရှိနေတဲ့ညှိနှိုင်းမှုတစ်ခုလုပ်ခဲ့တာပါပဲ။အဖေကကျွန်တော်ကိုပြောတာကတော့အကယ်၍ကျွန်တော်ကပြစ်မှုကျူးလွန်ကြောင်းဝန်ခံလိုက်ရင်တရားသူကြီးကကျွန်တော်ကိုထောင်ဒဏ်၄နှစ်ပဲချမှတ်လိမ့်မယ်တဲ့။ဒါကိုလက်ခံဖို့ခက်ခဲခဲ့ပေမဲ့အဖေရဲ့အတင်းကျပ်တိုက်တွန်းမှုကြောင့်ကျွန်တော်မတက်တာပဲသဘောတူခဲ့ရပါတယ်။ဒါကြောင့်တရားရုံးမှာကျွန်တော်ပြစ်မှုကျူးလွန်ကြောင်းလူသိရှင်ကြားဝန်ခံခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာတရားသူကြီးကကျွန်တော်ဟာကိုယ်ပိုင်ကျိုးစီးပွားအတွက်လက်နက်ကြီးတွေကိုပိုင်ဆိုင်ထားတာဖြစ်ကြောင်းဆွဆွဲပြီးကျွန်တော်ကိုထောင်ဒဏ်10နှစ်တိုက်ရိုက်ချမှတ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်ကျမှပဲကျွန်တော်နဲ့ကျွန်တော်အဖေနှစ်ယောက်လုံးအစိုးရရှိနေတဲ့လှည့်စားခြင်းကိုခံလိုက်ရမှန်းသဘောပေါက်သွားခဲ့တယ်။နောက်ဆုံးတော့ကျွန်တော်ထောင်ထဲရောက်သွားခဲ့ရပါတယ်။ဒါနဲ့ငင်ကြပြီးနောက်ထောင်ဝါရာကကျွန်တော်ကိုစေကူတောက်ဆောင်စီရုတ်တရက်ခေါ်သွားခဲ့တယ်။အထဲမှာကျွန်တော်ကိုစောင့်နေကြတာကတော့ကျွန်တော်ကိုလှည့်စားခဲ့တဲ့တရားစွဲအစိုးရရှိနေတဲ့အမျိုးသမီး Federal Agent တယောက်ဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီး Agent ကသူမအနေနဲ့ကျွန်တော်ထောင်ထဲမှာအဆင်ပြေပြေနေထိုင်နေတာကိုစုံစမ်းသိရှိထားကြောင်းကျွန်တော်ဟာထောင်ထဲကဂိုင်းကြီးတွေအားလုံးနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ထားပြီးထောင်ထဲမှာကိုယ်ပိုင်စီးပွားရေးတစ်ခုတောင်လုပ်နေတယ်လို့ပြောခဲ့တယ်။သူတို့ကဘယ်သူနဲ့မဆိုအဆင်ပြေအောင်ပေါင်းတင်နိုင်တဲ့ကျွန်တော်ရဲ့စွမ်းရည်ကိုတန်ဖိုးထားကြတာမို့ကျွန်တော်နဲ့သဘောတူညီချက်တစ်ခုလုပ်ချင်နေကြတာပါ။သူတို့ကကျွန်တော်ကိုလူအများကြီးတက်ခဲ့တဲ့လူသက်သမားတစ်ယောက်နာကျင်ကပ်စေချင်နေကြတယ်။ရဲတွေကတေဆုံးသူတွေရဲ့ရုပ်လောင်းတွေကိုဘယ်တော့မှရှာမတွေ့ခဲ့တာကြောင့်သူတို့ကတရားစွဲဆိုဖို့အတွက်ပိုပြီးအသုံးဝင်မဲ့အချက်လက်တွေကိုကျွန်တော်စီကနေရယူချင်နေကြတာဖြစ်ပါတယ်။အလဲအနေနဲ့ကတော့ကျွန်တော်ရဲ့ကြံရှိနေတဲ့ထောင်ဒဏ်တွေကိုရှော့ပေါ်ပေးမှာဖြစ်ပါတယ်။ဒီကမ်းလှမ်းချက်ကစိတ်ဝင်စားစရာကောင်းပုံရပေမဲ့အဲ့ဒီလူသက်သမားကိုထိန်းသိမ်းထားတဲ့ထောင်ကစိတ်မနှံ့တဲ့ရာဇဝတ်ကောင်တွေနဲ့ပြည်နေတဲ့ထောင်မှန်းကျွန်တော်သိတာကြောင့်သူတို့ရဲ့သဘောတူညီချက်ကိုချက်ချင်းညှင်းပယ်လိုက်တယ်။အဲ့ဒီအမျိုးသမီးအေဂျင့်ကမဆုံးဖြတ်ခင်တေးသေးချာချာထပ်စဉ်းစားဖို့ပြောပြီးမထွက်ခွာခင်မှာကျွန်တော်ကိုစာရွက်စာတမ်းတွေတစ်ခုပေးခဲ့ပါတယ်။အဲ့ဒီညမှာစာရွက်စာတမ်းတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့အရာတွေကြောင့်ကျွန်တော်အလွန်မင်းတုန်လှုပ်သွားခဲ့ရတယ်။အဲ့ဒီလူသက်သမားကလူတရာစင်ကျော်ကိုတက်ခဲ့ပြီးဖြစ်ပြီးအားလုံးကမိန်းကလေးငယ်တွေဖြစ်ကြပါတယ်။ဒါပေမဲ့တဲလုံစာအားလုံးကမုတ်စိတ်ငွေထူထူနဲ့လူတယောက်စီကိုပဲညွှန်ပြနေခဲ့တယ်။ထူးဆန်းတာကတော့ရဲတွေကဘဲရုပ်အလောင်းကိုမှရှာမတွေ့ခဲ့တာကြောင့်သူ့ကိုပြစ်မှုထင်ရှားအောင်စီရင်ချက်မချနိုင်ဖြစ်နေကြတာပါ။စာရွက်စာတမ်းတွေကိုဖတ်ပြီးတဲ့နောက်ကျွန်တော်ဘာလို့ရမှန်းမသိတော့တာကြောင့်နောက်ရက်မှာအဖေစီသွားပြီးအကြံဉာဏ်တောင်းခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်အဖေပေးခဲ့တဲ့အကြံဉာဏ်ကကျွန်တော်ကိုပို့လို့တောင်အားအသင့်သွားစေခဲ့ပါတယ်